အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ကြိုတင်ဘိုကင်ရချင်းယူထားတဲ့ကား2စီးဒီနေ့တရက်ထဲပြိုင်ပြီးတော့ကြပါတယ်ဗျာလို့နှစ်ယောက်စလုံးကရက်ဝေးရဆိုတော့ဗျာဒီကားလေးကတောင်ကြီးရက်ဝေးသမားဆိုတော့ဦးစားပေးပြီးတော့လုပ်ပေးပါတယ်လို့တကယ်လဲလုပ်ပေးပါတယ်2စီးလာတယ်2စီးဖိုက်မှာပါပဲကျွန်တော်ဒီမီကွက်2ခွက်စလုံးကိုခွာပြီးတော့ဆေးရမှာဗျတရက်ထဲအပြီးဒီ share တွေလည်းပြင်အောင်မယ်အကွဲပြဲတွေအဲ့တော့မီကွက်မှာလည်းအကွဲတွေအပဲ့တွေဆော်ပေးစရာရှိတယ်ပေါ့ဗျာနောက်ကဖီတာလေးတစ်စီးကလည်းတစ်ခွက်ခွာရမယ်တစ်ခွက်အယောင်တင်ရမယ်ပေါ့ဗျာတစ်ခွက်ကတော့ခွာဆေးရမှာသူကဒီတစ်ခွက်ကျတော့ရေဝင်ထားတယ်ပေါ့ဗျာဖီတာလေးကကျတော့1တွင်းရလာတာပါလို့ကဲ1တွင်းရတူတောင်ကြီးရတူနေသမားတွေဗျ2စီးစလုံးဒီနေ့5ပါတယ်ဗျနော်ပြီးအောင်လဲလုပ်ပါတယ်ဗျညမမှောင်ခင်ပြီးတော့ပါတယ်ဗျအဲ့တော့ဒါတကယ်ခွာတာတကယ်ဆေးရဆိုတာနော်ပိုင်ရှင်တွေတနေ့ကုန်စောင့်ပါတယ်ဗျအိပ်ပြီးတော့စောင့်ပါတယ်ဗျဒါတကယ်ခွာကြီးဆေးပိုင်ရှင်တွေရှေ့တင်အဲ့တော့ဒီကျွန်တော်ကြော်ညာထားတဲ့အတိုင်းပဲတော့ဈေးကိုဘယ်သူမှကျွန်တော်ရိုက်စားလုပ်ပြီးပိုးမယူဒါကြီးဆေးပြီးသားအယောင်တင်ုံကြံသေးတယ်ပေါ့ဗျာကိုပတ်မချောခင်လေးဒါကိုပတ်ချောထားတဲ့ကာလာအထွက်အယောင်မတင်ရသေးဘူးဒါလုံးဝကိုပတ်မချောရသေးတဲ့ဟာဒါအယောင်မတင်ရသေးဘူးကာလာလေးချပြတာပါဒီချင်းနေရပါတယ်လို့ဒါဒီမီကွက်ကခွာဆေးတဲ့မီကွက်ပေါ့ဗျာဖီတာမီကွက်ဟောကား2စီးကိုဟိုဘက်လှဲ့လို့လိုက်ဒီဘက်လှဲ့လို့လိုက်တမိသားစုလုံးအားမနေရဘူးပေါ့ဗျာအဲ့တော့မီကွက်ခွာဆေးတာဒီနေ့တည်း8000ယူပေးပါတယ်ဗျာ8000ဆိုတာကမီကွက်ဒီမီကွက်တွေကကော်လိုင်းတွေက original ကော်တွေပါတယ်ဗျာအဲ့တော့ကျွန်တော်ကော်အစားထိုးထည့်စရာမလိုတဲ့အတွက်ဈေးနှုန်းပိုမယူပါဘူးဗျာတချို့မီကွက်တွေက original ကော်မပါတော့ဘူးနောက်ထည့်ထားတဲ့ကော်တွေဆိုရင်ဒါကော်ထက်ကတက်ထပ်ကြပါတယ်ဗျအဲ့လိုကော်ထက်ကကျွန်တော်2000ထပ်ယူပါတယ်ဗျအဲ့လိုဆိုရင်မီကွက်တစ်လုံး3သိန်းကြမှာပါဗျဒါဒီကားမီကွက်တွေဆိုကျွန်တော်ပြုပြင်ကားတွေလုံးဝထက်တွက်ပြီးယူမထားပါဘူးဗျပြုပြင်ကားဆိုတာကမီကွက်အတက်ကျိုးတာတွေဘော်ဒီအိမ်ကကွဲတာတွေပဲ့တာတွေခုဒီဖီတာမှာဆိုရင်လည်းကျွန်တော်မယူပါဘူးဗျလက်ဆောင်လုပ်ပေးပါတယ်လို့ဘာမာကဖြုတ်တော့ကြတော့ပါချမ်းကဆီလီကွန်ကတ်တွေလည်းဖြစ်နေတယ်ဘာမာတွေလည်းပြင်ရတယ်ဗျဒီကား2စီးကိုဒီနေ့မပြီးပြအောင်အတကုံဖိုက်ရတယ်ပေါ့ဗျဒီဘာမာတွေကဒါဆီလီကွန်ကတ်တွေမနေ့ပြင်ရပါသေးတယ်အဲ့တော့ဖီတာလေးကတစ်ခွက်ကအယောင်တင်တယ်ဆိုတော့တစ်ခွက်ကခွာဆေးတာနဲ့3သိန်းနဲ့1000ပဲကြပါတယ်ဗျအဲ့တော့ညနေစောစောပြီးသွားပါတယ်ခင်ဗျဒါတောင်ကြီးကရောက်လာတဲ့ကားလေးကတော့စုပေါင်းကျွန်တော်2သိန်းကျယူလိုက်ပါတယ်ဗျာမီးကွက်ခွာဆေးတာတစ်ခွက်ကို8000နှစ်ခွက်ကို3သိန်းနဲ့6000အရှဲတွေကအစားထိုးပြုပြင်ရတာတွေပါလို့ဗျအဲ့တော့ရှဲပြုပြင်က4000ပဲယူလိုက်ပါတယ်ဗျအဲ့ဒါလေးတင်တီးတန်းလာအဲ့ရင်တော့အဲ့ဈေးနဲ့မရပါဘူးခင်ဗျာလို့ဒါလုံးလက်စားနဲ့တလက်စားတယ်မလို့ရှော့ယူပေးတဲ့အနေထားပါဗျအဲ့တော့ဒါအယောင်တင်အပီးစီးပြီးထားတဲ့အနေထားပေါ့ဗျာအဲ့တော့ PC အနံကြတဲ့ကျွန်တော်ချင်းမိတ်ဆွေတွေများကျေးဇူးအထူးတင်ပါတယ်ဗျာလို့နောက်အနံမဲ့ကားဦးနာများတွေလဲဈေးနှုန်းတွေတွက်လို့ရအောင်လို့ပွင့်ပွင့်လင်းလင်းချပြပေးတာပါเนาะဒါဒီတစ်ခွက်ကဘယ်ဘက်ခွက်ကဒါအယောင်တင်အောင်ပဲเนาะကိုပတ်ချောအယောင်တင်အောင်ပဲအတွင်းဆလောင်းတွေတအားတန်ရှင်းပါတယ်လှပပါတယ်လို့ဒါညာဘက်တစ်ခွက်ပဲရေဝင်လို့ဒါတော့ပန်ရှင်းကကိုစာနီသဘောတဲ့ခွာခြင်းခွာတဲ့ကျွန်တော်အဲ့လိုเนาะမလိုအပ်ပဲနဲ့ကျွန်တော်ခွာပြီးတော့ငွေညှစ်ပြီးမတောင်းပါဘူးเนาะဒါခွာစရာလုံးဝမလိုဘူးလို့ဖြုတ်စရာလည်းမလိုဘူးရတယ်လို့ကျွန်တော်တည့်ရဲလုပ်ပေးတယ်ဒီတစ်ခွက်တော့ကျွန်တော်ဖြုတ်ချပြီးလုပ်ပါတယ်လို့ပြီးပါတယ်ပဲအဲ့တော့ကျွန်တော်လိုအပ်ရင်လည်းကျွန်တော်ဖြုတ်ပါတယ်လို့မလိုအပ်ဘူးဆိုရင်လည်းမဖြုတ်ပါဘူးလို့ဒါကျွန်တော်စေတနာပါเนาะဒါပိုင်ရှင်ကလိုအပ်မဲ့ထင်ကိုစားနီးသဘောဖြုတ်ချလို့ပြောပါတယ်เนาะဖြုတ်တင်တာဖြုတ်လုံးတင်တာလုံးပေါ့ဗျဒီတစ်လုံးကတော့လုံးဝဖြုတ်စရာမလိုပါဘူးလို့ဒါမြင်တဲ့အတိုင်းပဲเนาะအားလုံး perfect ပါ share ပါပဲအော်ဒီ share လေးကဒီ share တက်တွေပဲ့နေတာတွေအစားထိုးရတယ်ဗျအဲ့လိုပြုတ်ပြင်ရလို့ပါမီးကွက်မှာလဲစော်စရာတွေ
ပါတယ်ပေါ့ဗျာမီးကွက်တွေလည်းပဲ့နေတာလေးတွေဆော်ရလို့ပါလို့အဲ့တော့အနှံကြမယ်ကျွန်တော်ချင်းမိတ်ဆွေများလဲဈေးနှုန်းတွေတွက်ဆလို့ရတာပေါ့ဗျာအချိန်တွေလည်းတွက်ဆလို့ရတာပေါ့နော်ဒါရချင်းကြိုယူထားတဲ့ကားတွေမလို့ကျွန်တော်မဖြစ်ဖြစ်အောင်လေးလုပ်ပေးတာပါဗျာကျွန်တော်မှလည်းပင်ပန်းပါတယ်ဗျာရေပြေးတောက်လိုက်ကုန်းလေးဝါလိုက်အမြန်ပြေးလို့လိုက်မနာပါဘူးဗျာကျွန်တော်မနေ့ကနေကလုံးဝမနေ့ကဆိုည7:00 နာရီထိုးဒီလောက်တာဒါဒီကားလေးကည9:00 နာရီမှပြီးတယ်ပေါ့ဗျာ9:00 နာရီကျတော့ဒီခုလောလောဆယ်တော့မန်းလေးအနေထားရတော့မမောင်သေးဘူးပြောမှာပေါ့ဗျာ9:00 နာရီထိုးလူဆဲဆဲလေးပြီးသွားတယ်ပေါ့ဗျာကြည့်ရှုပေးကြတဲ့ပရိသတ်တွေများလည်းကျေးဇူးတင်ပါတယ်ခင်ဗျာလို့ဒီကားလေး